မင်္ဂလာပါခင်ဗျာဒီခါတော့ပေါ့နော်ဒီကျွန်တော်တို့ပြည်သက်တွေနဲ့မတွေ့တာလဲကြာပြီဆိုတော့ပထမဆုံးအနေနဲ့ပေါ့နော်ဒီဗုဒ္ဓတရစေခြင်းတဲ့အကြောင်းအရာလေးတစ်ခုပေါ့နော်ဟိုအရင်တော့ကလည်းပြည်သက်တချို့ခဏခဏမေးတယ်အဲ့လိုမေးတဲ့အတွက်ပေါ့နော်ကျွန်တော်လည်းတက်နိုင်တဲ့လောက်တော့ဖြေခဲ့တယ်ပေါ့နော်သို့တော်လည်းပဲအကြောင်းအရာကပိုပြီးတိုက်ဆိုင်လာတဲ့အတွက်ပေါ့နော်ဟိုထက်ပြောတဲ့အကြောင်းရင်းကဒီလောကမှာလည်းဒါတွေရှိပါလားဆိုတဲ့အကြောင်းအရာမျိုးလေးသိသွားအောင်ပေါ့နော်အဲ့ဒါလည်းကျွန်တော်ပြောပြချင်တာပါခင်ဗျာဘယ်လိုအကြောင်းအရာမျိုးလဲဆိုတော့ဒီ MMA လောကပေါ့နော် martial လောကမှာလုပ်ပွဲတွေမရှိဘူးလားဆိုတဲ့ကိစ္စပါဒီကိစ္စနဲ့ပတ်သက်လို့ပြည်သက်တော်တော်များများကတော့ဒီ one championship နဲ့နှိစက်တယ် one championship မှာဆိုရင်ဘယ်လိုကိစ္စတွေပေါ်ပေါက်ခဲ့တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အခါအားလျော်စွာရှင်းပြခဲ့တယ်ပေါ့နော်အဲ့တုန်းကတချို့ပြည်သက်တွေကတော့ဘယ်လိုပုံစံမျိုးပြောကြလဲဆိုတော့ UFC ဆိုရင်ဒါမျိုးတွေမရှိဘူးဘာညာပုံစံမျိုးနဲ့ပြောကြပါပေါ့နော်ဒီတစ်ခါလောလောလတ်လတ်ဖြစ်လာတာကအဲ့ဒီ UFC မှာပေါ့နော်ဒီတစ်ပတ်ကျင်းပသွားတဲ့ဒီ UFC Fight Night ပြိုင်ပွဲမှာလုံပွဲတန်ရပွဲတစ်ပွဲပေါ်ပေါက်ခဲ့တယ်ပေါ့နော်အဲ့ကိစ္စနဲ့ပတ်သက်ပြီးကုမ္ပဏီဘက်ကလည်းတော်တော်ကြီးကိုအရေးတူနဲ့ဆောင်ရွက်နေတယ်ပေါ့နော်အဲ့လိုအနေထားလေးကိုကျွန်တော်ပြည်သက်တွေကိုသိစေချင်တာပေါ့နော်အဓိကတော့ဘ ഹു တုတပေါ့ထိုးကြကြိတ်ကြတဲ့ပွဲတွေကဖိုက်တာတွေကဒီစာချုပ်ကြီးရသွားတယ်ဆိုရင်တောင်သူကပွဲအရေးအတွက်နဲ့ချုပ်ကြတာများတယ်အဲ့လိုစာချုပ်ပွဲအရေးအတွက်နဲ့ချုပ်ကြတဲ့အနေထားမှာထားပါတော့ fighter တယောက်က3ပွဲတော်၎င်း5ပွဲတော်၎င်းချုပ်လိုက်မယ်အဲ့ဒီအနေထားမှာရှေ့ကပွဲတွေကဥမာ2ပွဲရှုံးတယ်3ပွဲရှုံးတယ်ဆိုရင်နောက်ပွဲတွေနိုင်ရင်တော့သူ့အနေနဲ့ကနောက်ထပ်စာချုပ်သစ်ကန်လန်ဖို့ကမဖြစ်နိုင်ဘူးပေါ့နော်အဲ့လိုမဖြစ်နိုင်တော့အတွက်တချို့သော fighter တွေကသူတို့ရဲ့ဂုဏ်သိက္ခာတွေကိုရင်းပြီးတော့လုပ်ပွဲပုံစံမျိုးတန်ရတွေစော့ကြတယ်ဒီအနေထားမှာကျွန်တော်က UFC နဲ့ပတ်သက်ပြီးပြောနေရဆိုတော့ကြတော့ဒီ fighter တွေပဲစော့တာတော့မဟုတ်ဘူးတချို့သောနီးပြတွေလည်းစော့တယ်လုပ်ပွဲဘယ်လိုပုံစံမျိုးစော့လဲဆိုတော့ကိုလေးချင်းတဲ့ fighter ကဒဏ်ရာပြဿနာပုံစံမျိုးရှိတာတိတိနဲ့မို့လို့သူကအတင်းထိုးခိုင်းတယ်တစ်ဖက်ကနေဂျိုင်ဘက် fighter ဘက်ကနေလောင်းတယ်အဲ့ဒီပုံစံမျိုးနဲ့လုပ်ပွဲစော့ခဲ့တဲ့နီးပြတွေလည်းရှိတယ်အဒီထင်ရှားဆုံးမှုမှာပြောရမယ်ဆိုရင် Brandon Moreno ရဲ့နီးပြဟောင်းကအဲ့ပုံစံမျိုးနဲ့ဆွဆွဲခံရတယ်အဲ့နောက် UFC ကနေထုတ်ပေးတယ် Brandon Moreno ဟာအဲ့နောက်ပိုင်းမှာနီးပြသက်စာအီးနဲ့ပြောင်းပြီးလက်တွဲတယ်ဒါကတော့ကျွန်တော်ပြည်သက်တွေကိုဘုဒ္ဓတာပြောပြပါတော့ဒီတစ်ခါပြောပြနေတဲ့အကြောင်းအရာကတော့ဒီတစ်ပတ်ကျင်းပသွားတဲ့ဒီ UFC ပြိုင်ပွဲမှာဖြစ်ခဲ့တဲ့ကိစ္စပေါ့နော်အဲ့ဒီပြိုင်ပွဲမှာဘယ်လိုပုံစံမျိုးဖြစ်ခဲ့လဲဆိုတော့ဒီ UFC ရဲ့တာဝန်ရှိသူတွေကဒီ UFC Fight Night ပြိုင်ပွဲ main card ခေါင်းဆောင်မှာရှိတဲ့ပွဲတစ်ပွဲကိုတန်ရာဖြစ်တယ်ဘယ်လိုပုံစံမျိုးတန်ရာဖြစ်လဲဆိုတော့ဒီ fighter ကနိုင်ရမယ်လို့ရေပန်းစားထားတဲ့ fighter ကရှုံးမယ်ဆိုတဲ့ပုံစံမျိုးနဲ့လောင်းကြီးတွေတားများနေတယ်များတာမှာဘယ်လိုပုံစံမျိုးလဲဆိုတော့ပထမအချိန်နဲ့တင်ရှုံးမယ်ဆိုတဲ့ပုံစံမျိုးနဲ့လောင်းကြီးတွေဇက်တိုက်ဝင်လာတယ်ပေါ့အဲ့လိုဝင်လာတဲ့အနေအထားမှာ UFC ကလည်းသူတို့ရဲ့ဒီ system တစ်ခုလုံး fighter တွေရဲ့ပွဲတွေကိုဒီ battle လုပ်တဲ့ကိစ္စတွေကိုonline မှာ monitor လုပ်ဖို့အတွက် company တစ်ခုငှားထားတယ်အဲ့ company ကနေမှ UFC ကိုလှမ်းပြီးတော့ဒီလိုထူးထူးခြားခြားပုံစံမျိုးတွေ့နေရတယ်အဲ့လိုတွေ့နေရလို့မို့ဒီလိုလေးရှိတယ်ဆိုတဲ့ပုံစံမျိုးတွေ့ပြောကြရပေါ့နော်အဲ့မှာ UFC ကဒီပွဲမထိုးခင်အဲ့ဒီ fighter ပေါ့နော်အဲ့ fighter နဲ့သူ့ရဲ့နီးပြအဖွဲ့ဝင်တွေအကုန်လုံးကိုမေးတယ်ပေါ့နော်ဒီလိုရှိလားလိုမရှိဘူးလားဘာညာမေးတယ်အဲ့ဘက်က fighter ဘက်ကရောသူတို့နီးပြတွေဘက်ကရောမရှိပါဘူးဘာညာပြောတယ်အဲ့လိုပြောတဲ့အတွက် UFC က okay ဒါဆိုရင်တော့ကစားမယ်ဆိုပြီးတော့ကစားတဲ့အနေထားမှာအဲ့ဒီ fighter ကပထမအချိန်နဲ့တင်ချုပ်ကွက်နဲ့ရှုံးတယ်သူ့ရဲ့နာမည်က Isaac Dugarian လို့ခေါ်တယ် featherweight ခေါင်းဆောင်အောက်ကနေထိုးသွားတဲ့ fighter ဘွဲအနေထားကိုပြန်ကြည့်တော့ကြာတော့လေတချို့ Nick နဲ့ပိုင်းကျွမ်းကျင်သူတွေကတော့သူကစားသွားတာကလုတ်ပွဲဆိုတဲ့တန်ညာကြီးတားသိတာတဲ့ဟိုပုံမှန်လဲချမလို့ရတဲ့အနေထားမှာသူကလဲမချဘဲနဲ့သူ့ကိုယ်သူ bad position ပုံစံမျိုးပေးသွားတယ်ဆိုပုံစံမျိုးနဲ့အများကြီး online ပေါ်ကထောက်ပြကြတယ်အဲ့လိုအနေထားမှာ UFC ကလည်းတခါတည်းပွဲပြီးတာနဲ့အဲ့ဒီ fighter ကိုထုတ်ပေးကြောင်းကြေညာတယ်ချက်ချင်း FBI ကိုခေါ်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးနဲ့အခုဥက္ကဋ္ဌကြီးတင်နာဝိုက်ကထပြီးတော့ရှင်းတယ်ပေါ့နော်အဓိကတော့ဘာလဲဆိုတော့အားကစားပြိုင်ပွဲလို့ပြောပေမဲ့ဒီကျွန်တော်တို့ martial art ပြိုင်ပွဲတွေက entertainment လို့ခေါင်းစဉ်တက်တယ်ကျွန်တော်တို့ဘောလုံးတို့ tennis တို့ကတော့တကယ်မျှမျှတတနဲ့ဆိုလို့မဟုတ်လို့ sport ကိုလုံးဝ sport သီးတန်းဒီကျွန်တော်တို့အခု martial art တွေကြတော့ entertainment ဆန်ဆန်နဲ့တွားကြတယ်ဟို football တို့ volleyball တို့ golf တို့ tennis တို့လိုပုံစံမျိုးဟိုမျှမျှတတရှင်ပြိုင်ဖို့မလွယ်ဘူးပေါ့လူတွေစိတ်ဝင်စားအောင်ဖန်တီးရတယ်အဲ့လိုဆိုတော့ကြတော့ UFC ကသူတို့ရဲ့ဂုဏ်သိက္ခာကိုပြန်ပြီးဆယ်တဲ့အနေနဲ့အတင်းကြီးအဲ့ဒီကိစ္စကိုလိုက်ပြီးတော့စုံစမ်းတဲ့အရေးယူတဲ့ fighter ကိုလည်းတစ်ခါတည်းထုတ်ပေးတယ် FBI ကိုလည်းအကြောင်းကြားတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဒီသူတို့ company အောက်မှာရှိတဲ့ပွဲတွေဒါမျိုးတွေမဖြစ်ဖို့အတွက်
အတင်းကြီးအားထုတ်နေတယ်ပေါ့နော်ဟိုဥက္ခဒေနာဝိုက်ကိုယ်တိုင်လည်းထွက်ပြီးရှင်းနေတယ်ပေါ့နော်ကုမ္ပဏီကလည်းတရားဝင်ကြေညာချက်တွေထုတ်နေတယ်ဒါကတော့ပြောချင်တာကတော့ဒီလောကမှာဒီလိုပုံစံမျိုးတွေရှိတယ် UFC မှာမဟုတ်ဘူး One Championship မှာမဟုတ်ဘူးဒီလောကမှာဒီလိုပုံစံမျိုးတွေရှိတယ်ရှိလဲရှိနေစေဟိုအပြင် online ပေါ်မှာတက်မလာတဲ့ case တွေဆိုရင်ပိုတောင်များတယ်အထူးသဖြင့်ဒီထိုင်းဘက်မှာရှိတဲ့မွေထိုင်းပွဲတွေဆိုရင်ပိုပြီးသိတာရတယ်ဟိုတချို့ယုံပွဲတွေဆိုရင်ပြိသက်ထက်လောင်းတဲ့သူက90ရာခိုင်နှုန်းလောက်ပိုများတယ်ယုံထဲမှာလာကြည့်တဲ့ပြိသက်100ကြည့်မှဆိုရင်ကျန်တဲ့လောင်းတဲ့95လောက်ကအဲ့လိုပုံစံမျိုးတွေဆိုတော့ကြတော့ဒီကိစ္စတွေမှာကဗက်တင်လွှမ်းမိုးမှုကအနေနဲ့များရှိတယ်ဆိုတာလေပြိသက်တွေကိုသိစေချင်အောင်ပါ promotion တွေကဘာကြောင့် promotion တွေကတော့အခု UFC လုပ်တဲ့လိုပုံစံမျိုး One Championship ဆိုလဲတချို့ fighter တွေတို့တနည်းရှိတဲ့ fighter ဆိုလုံးဝပွဲထုတ်ခွင့်မပေးဘူးတချို့ fighter တွေဆိုရင်ဂျင်နေလိုက်ပိတ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့တခါတည်း one နေပေးတယ်တချို့ fighter တွေဆိုရင်လုံးဝပွဲပယ်တယ် promotion တွေကတော့အဲ့ပုံစံမျိုးနဲ့အရေးယူကြတယ်တစ်ဖက်က fighter တွေဘက်ကလည်းသူတို့ကလည်းစားဝတ်နေရတဲ့လုံနေကြတဲ့အနေထားမှာတချို့ကဂုံတိတ်ခါကိုခြာနေကြတယ်ရှေ့ဆက်ပြီးတော့ပွဲတွေထိုးခွင့်ရဖို့အလားလာမရှိတော့ဘူးလို့ထင်ကြခြင်းအဲ့လိုပုံစံမျိုးတွေနဲ့လောက်ကြတဲ့ဆိုတာလေးကိုသိစေချင်လို့မှုပြည်သက်တွေကိုမျှဝေတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျ